မြန်မာနိုင်ငံရဲ့ထုံးစံတိုင်းမီးပြတ်တဲ့ရာသီဥတုရောက်လာပြီလေ။မောင်မဲရဲ့ makeup လေးတင်းမနဲ့မတူအောင်ကားပေါ်မှာပဲ Q brush နဲ့အတူ daily makeup look လေးလိမ့်ပြပါမယ်။အဓိကတော့ဒီ Q brush ရဲ့ moisturizer sunscreen ကိုပြပြမှာပါ။သုံးလို့ Q brush ရဲ့ ideal white brightening moisturizer milk လေးသုံးပါမယ်။ဒါတော့လေ makeup မလိမ့်ခင်လိမ့်ရတာအရင်အဆင်ပြေ။မျက်နှာလည်းပို bright ဖြစ်တဲ့ခံစားရတယ် makeup လည်းပိုခံတယ်။နော် Q brush moisturizer sunscreen ကိုလိမ့်ပါမယ်။ဟိုကလေအရင်လေးလို့ကောင်းမျက်နှာပေါ်တိလိုက်ရဲ့အဖက်လန်နာတွေ white cast တွေလည်းမဖြစ်ဘူး။သူကအသားကြီးအားလုံးအတွက်အဆင်ပြေ။ sunscreen လိမ့်ပြီဆိုရင် figure method နဲ့လိမ့်ကြပါရဲ့။အဲ့လိုမျိုးလိမ့်နေဆိုလို့ရှိရင်လေမျက်နှာဘုံဆိုရင်မတင်လိုက်နဲ့နော်။နည်းနည်းချင်းစီပို့ပေးပြီးတော့မှအသားရည်ရဲ့တဖြည်းဖြည်းစိတ်ဝင်အောင်လိမ့်ပေးပါ Cupid moisturizer sunscreen ရလေမျက်နှာပေါ်လိမ့်လိုက်တဲ့ခါကိုယ့်ရဲ့အသားရည်နဲ့ထက်ထဲကိုကြာပြီးပြာသွားတော့ဘာလို့လဲမရှိဘူးလမ်းရလေအရန်လွယ်တယ်။မြောင်တီ UVA နဲ့ UVB ကိုလည်းကောက်ွယ်ပေးတယ်။ခင်ကိုလည်းပို့ပြီး hydrating ဖြစ်တဲ့ခံစားရတယ်။ပြီးတော့သူကဘယ်ညမဆိုပဲလို့ရရဲဈေးလက်တန်တယ်။ Cupid foundation အထုပ်လေးလည်းရှိရဲ။သူက02ရဲ့03ရဲ့ပေါ့နော်။02ကတော့အသားဖြူရဲ့သူရဲ့အတွက်03ကတော့ဝါတဲ့သူရဲ့အတွက်ပေါ့နော်။ရတော့02လေးသုံးဖြစ်ပါတယ်။အသားရည်နဲ့ထက်ထဲကျစီရဲ့ foundation ကိုရှာနေရဆိုရင် Cupid ရဲ့ဒီ foundation ကိုသုံးကြည့်ပါ။နောက်တင်လိုက်ရတဲ့ result ကလေအရန်မိုက်တယ်လို့အာမခံပါတယ်။ setting spray နဲ့ပါဖြတ်အဲ့တော့ final makeup look လေးဖြစ်ပါတယ်။ပေါ်ပါ daily လိမ့်နေကြ makeup look အတားလေးပဲမိကြီးလိမ့်ပြထားပါတယ်။ဒီလိုနိုင်ခွက်လောက်လေးနဲ့အချိန်ကိုလည်းသက်သာမယ်။လောင်တန်ကိုလည်းအပြည့်အဝကောက်ွယ်ပေးနိုင်မယ်။ sunscreen မျိုးရှာနေရဆိုရင်တော့ Cupid ရဲ့ moisturizer sunscreen ကိုသုံးကြည့်ဖို့ပြောချင်ပါတယ်